ငါတို့လူငယ်တွေရဲ့ဘဝပေါ်တာဆွဲလဲခံရစုဆောင်ရေးကလည်းမျက်စိကျဒီလူငယ်ပဲခံရအလုတ်ကိုင်းအာမခံချက်မရှိအနာဂတ်ဆိုတာနတ်ထိလွတ်လပ်ခွင့်ဆိုတာဝေလာဝေးမင်းတို့ဘာသိလဲဆိုတဲ့အထာတွေနဲ့တချို့လူကြီးတွေကအရာရာကြိုးကင်ဖို့ပဲတွေးနေကြသလားထင်ရအတ္တကိုယ်စီနဲ့စစ်မြေပြင်မှာရယူလိုမှုအတွေ့တေးသေးလေးတော့မပါတဲ့လူငယ်တွေကနေ့စဉ်သေနေရတယ်မြင်နဲ့ဆိုလာခဲ့ငါလိုက်ပြမယ်အာဇာနီဂူဖြူဖြူတွေအဖွေးသားမွေးနေ့နဲ့သေနေ့ရေးထားသေးတယ်တော်လှန်ရေးမှာဟန်ပြတောက်စားပျော်ပါနဲ့ယာဒူးယူထားသူတွေမင်းတို့အရင်လက်ပြလုံးပါစေလက်နက်ကန်ချင်းအတူတူလူကိုလူလိုတန်ဖိုးထားတဲ့တော်လှန်ရေးသမားပဲငါလုပ်မယ်အာနာရှင်စနစ်နဲ့ရှင်တန်နေရတဲ့ဘဝကိုသားသမီးကိုတော်အကာအကွယ်ပေးလို့မရတဲ့ခေတ်စနစ်မှာသားတို့သမီးတို့တော်လှန်ရေးလုပ်တာဂုံယူလိုက်ပါအဖေနဲ့မေကျွန်တော်တို့လူငယ်တွေဘဝရှင်လျက်နဲ့သေနေရတဲ့ဘဝကျွန်တော်တို့စစ်ကြွန်ဇက်တွတ်သွင်းခြင်းမခံခြင်းလို့ပြန်ချတဲ့လမ်းကိုရွေးတယ်မြင့်မြတ်တဲ့အလုပ်ကိုရွေးကျွန်တော်တို့သေတော့ကြဲကြွေတာပေါ့စစ်ခွေးသေတော့မြေဩဇာသူသေကိုရှင်ဆိုတဲ့စကလုံးလှလှလေးနဲ့ကိုလည်းမလိမ့်ညာပါသူသေကိုသေတိုက်ရမယ်ဟဲ့ဆိုအဖြေထွက်သည့်အထိတိုက်သွားမယ်ဒါနောက်ဆုံးတိုက်ပွဲဒါနောက်ဆုံးပြေးရမယ်ဟဲ့ဒီနေ့ဟာဒီအောင်ငါတော်လက်ချင်တွေအားလုံးရဲ့